ရိကရေးပိုင်းနဲ့ထေးကိုတရားမဝင်ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့တဲ့ဘင်္ဂလားဒေ့ရှ်ရေလုပ်သား83ဦးကိုအာရိကတပ်တော်ကမနီးကညနေပိုင်းမှာဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေစီစနစ်တကျပြန်လည်လွှဲပြောင်းပေးအပ်လိုက်ပါတယ်။ဒီရေလုပ်သားတွေကိုဖမ်းဆီးရမိပြီးနောက်အာရိကဘက်ကလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဖေဖော်ဝါရီလ16ရက်ညနေ4နာရီခွဲအချိန်မှာတော့မောင်တော်မြို့နယ်အတွင်းမှာဘင်္ဂလားဒေ့ရှ်နေကြားဆောင်တပ်တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီးပြန်လည်အနှံခဲ့တာပါထူးခြားချက်အနေနဲ့ဒီရေလုသားတွေဟာနောက်မှာအာရိကရေပိုင်နက်ထဲကိုကျူးကျော်တာမျိုးလုံးဝမလုပ်တော့ပါဘူးလို့ခံဝင်ကတိလက်မှတ်ရေးထိုးခဲ့ကြသလိုကုရ်အာန်ကျမ်းစာကိုကိုင်းဆောင်ပြီးကျမ်းသစ္စာအကျဉ်းဆိုခဲ့ကြတယ်လို့လည်းသိရပါတယ်လက်ရှိမှာတော့အာရိကကန်းကြီးဆောင်လုံခြုံရေးတပ်ဖွဲ့ကရေပိုင်နဲ့အတွင်းတရားမဝင်ဝင်ရောက်မှုတွေကိုအချိန်ပြည့်စောင့်ကြည့်နေပါတယ်။နောက်ထပ်ကျူးကျော်လာသူတွေကိုလည်းအာရိကဥပဒေနဲ့အညီထိရောက်စွာအရေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။